င်္ဂလာပါနော်မိုးဒီနေ့ကတော့ရွာကြော်ခဲပေါက်တဲ့သူတွေကြောင့်ပြပြတချို့လူတွေကလေကိုယ့်ရဲ့မိသားစုဝင်တွေရဲ့လူအဆက်တွေကိုမိသားစုဝင်တွေရဲ့စိတ်ခံစားချက်တွေကိုခေါင်းထဲမထည့်ပဲနဲ့လေဟိုးအပြင်ကကိုနဲ့မဆိုင်တဲ့လူတွေကိုတွားပြီးတော့ကြည်ပြီးတော့တနာရတာနဲ့နော်ဖိမကျင်ရတာနဲ့ဂယုဏရှင်ကြီးတွေတွားလုချင်ကြတယ်မေတ္တာရှင်ကြီးဂယုဏရှင်ကြီးတွေတွားလုချင်ကြတယ်နော်အဲ့ဒါလေတကယ်ကိုစိတ်နှလုံးနူးညံ့တဲ့သူလို့မခေါ်ဘူးနော်အဲ့ဒါဘာလဲသိလားကိုစိတ်ကိုယ်တော်ကိုမနိုင်တဲ့သူတွေကိုယ့်ရဲ့စန္ဒတွေကိုတိတ်ခါနဲ့တောင်မထိန်တတ်တဲ့လူအလကားလူအမိုက်တွေပဲပညာလေးဘလောက်တက်တဲ့ပတ်စံနေဘလောက်ချိကိုယ့်ရဲ့မိသားစုဝင်တွေကိုတောင်မေတ္တာမထားနိုင်ဘူးပဲနဲ့တခြားသစိမ့်တယောက်ကိုစေတနာထားနဲ့တနာတယ်ဆိုတာလေအပေါ်ရန်နော်မို့အကြိမ်ကြိမ်ပြောခဲ့ပါတယ်သူတို့ရလုံမှုမရှိဘဲနဲ့အဲ့ဒီလူတယောက်ပေါ်မှာစေတနာတွေမေတ္တာတွေတရားဘယ်သူမှမရှိဘူးဟုတ်တယ်မလားအဲ့ဒါကိုသူတို့ကတနာမိပါတယ်ဆိုတော့စကလုံးလှလှလေးတုံးပြီးတော့ဘာသွားလုပ်လဲသွားဖောက်ပြန်တယ်အိမ်တော်ကြီးဖောက်ပြန်တာပဲတနာနာဂယုဏတက်ဟိုကိုယ့်အိမ်ရဲ့လိုအပ်ချက်တွေကိုတော့ကိုမသိပဲနဲ့တခြားသူရဲ့လိုအပ်ချက်ကိုတွားပြီးဖြည့်ပေးနေရဲ့အဲ့ဒါပါလေတဲ့လားကိုယ်တိုင်ရေမကူးတတ်ဖဲနဲ့ရေနစ်နေတဲ့သူကိုတွားဆဲခြင်းနဲ့လူမိုက်သူနော်အဲ့တော့ကိုယ်တိုင်အောင်မှနော်အမှားမှန်ခွဲခြားမသိပဲနဲ့တစုံတယောက်ကိုတွားပြီးတနာတယ်လို့ဘဝကိုမြင့်တင်ပေးခြင်းတယ်လို့အဲ့လိုစိတ်ထားများရှိရဲ့အဲ့ဒီတစုံတယောက်ရဲ့ဘဝဟာလည်းတွေးရက်စရာတော့မရှိဘာလို့ဆိုသူနှစ်ရှည်လာများတိဆောက်ထားတဲ့မိသားစုဘဝကိုတော့ခက်လွယ်စွန့်ပစ်ခဲ့ရင်အခုမှတွေ့အခုမှตายရသွားတဲ့သူဘဝကိုတော့ဒီတဲ့ပိုကောင်းအောင်လည်းမြင့်တင်ပေးနိုင်မှာမဟုတ်ဘူးเนาะမြင့်တင်ပေးခြင်းစိတ်လည်းရှိမှာမဟုတ်ဘူးသူရတာယူပြီးပြီးသွားမှာဒါလေးသိ